မင်္ဂလာပါခင်ဗျာ Money Talk Hub ကိုပြန်လည်ကြိုဆိုပါရစေကျွန်တော်ကငွေကြေးနဲ့ပတ်သက်တဲ့ကဘာကြီးကိုရိုးရှင်းအောင်လုပ်ပေးပြီးအာရှမှာရှိတဲ့ခင်ဗျားတို့ရဲ့နေ့စဉ်ဘဝနဲ့ဘလို့ချိတ်ဆက်နေလဲဆိုတာပြသပေးသွားမှာဖြစ်ပါတယ်ဒီနေ့နိုဝင်ဘာလ19ရက်နေ့မှာခင်ဗျားတို့ရဲ့ငွေကြေးအနာဂတ်ကိုပုံဖော်ပေးနေတဲ့အရေးပါတဲ့သတင်းလေးခုရှိပါတယ်တဲ့ AI ကုန်ထုတ်လုပ်တာနဲ့အာရှပထမဦးဆုံးအနေနဲ့နည်းပညာကမ္ဘာတန်ဖိုးအရှိဆုံး chip company ဖြစ်တဲ့ NVIDIA ကစွမ်းဆောင်ရည်အစီရင်ခံကိုထုတ်ပြန်ပြီးကြီးမားတဲ့အယောင်းဝယ်တွေကိုခန့်မှန်းထားပါတယ်။ဒါက AI စီးပွားရေးဟာတည်ငြိမ်ပြီးရှေ့ဆက်သွားမယ်ဆိုတာကိုပြသနေပါတယ်။ဒါဟာအာရှအတွက်သတင်းကောင်းဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ AI ရဲ့ထောက်ပံ့ရေးကွင်းဆက်ဆိုလိုတာကစက်ရုံတွေနဲ့အစိတ်ပိုင်းထုတ်လုပ်မှုတွေဟာထိုင်ဝမ်တောင်ကိုရီးယားတရုတ်လိုကျွန်တော်တို့ data မှာရှိနေလို့ပါဒီလို AI ဝယ်လို့တာဆက်လက်ရှိနေတာက data ရင်းစီးပွားရေးတည်ငြိမ်ဖို့နဲ့အလုပ်အကိုင်တွေပိုများလာဖို့ကိုအတည်ပြုပေးလိုက်တာဖြစ်ပါတယ်။နှစ်ဂျပန်အတိုးနှုန်းတိုးမြင့်မှုဒုတိယအနေနဲ့ Bank of Japan BOJ ဟာဆယ်စုများစွာအတွင်းမှာပထမဦးဆုံးအကျဉ်အတိုးနှုန်းတိုးမြင့်မှုကိုနှိစက်နေပြီလို့စစ်တမ်းတွေကပြသနေပါတယ်။ BOJ ကအတိုးနှုန်းတိုးမြင့်မယ်ဆိုရင်ဂျပန်ယန်ငွေဟာအားကောင်းလာပါလိမ့်မယ်။ဒါရဲ့တက်ရောက်မှုကတော့ဂျပန်ကုန်ပစ္စည်းတွေဈေးနှုန်းသက်သာလာနိုင်ပြီးဂျပန်ခရီးသွားတွေကကျွန်တော်တို့စီလာရောက်တဲ့အခါငွေကြေးပိုများများသုံးစွဲနိုင်မှာဖြစ်ပါတယ်။3 US ဗဟိုဒဏ်ဤဒေါ်လာပြဿနာတတိယအနေနဲ့ American ဗဟိုဒဏ် US Federal Reserve ဟာဒီဇင်ဘာမှာအတိုးနှုန်းကိုဖြတ်တင်မဖြတ်တင်ဆိုတဲ့ညှင်းခုန်မှုနဲ့ရင်ဆိုင်နေပါတယ်။ American အတိုးနှုန်းနဲ့မြင့်တားနေတဲ့အခါမှာဒေါ်လာကအားကောင်းပြီးဒါကအာရှအစိုးရတွေနဲ့ကုမ္ပဏီကြီးတွေအတွက်ဒေါ်လာနဲ့ချီးထားတဲ့ချင်းငွေတွေကိုပြန်ဆက်ရတာပိုခက်ခဲစေပါတယ်။ဒီမရေရာမှုကအာရှဈေးကွက်တွေကနေယင်းနှီးငွေတွေစီးထွက်သွားစေနိုင်ပါတယ်။၄ KKR ရဲ့အာရှအတွက်ယင်းနှီးမြှုပ်နှံမှုနောက်ဆုံးအနေနဲ့ကမ္ဘာလုံးဆိုင်ကုမ္ပဏီကြီး KKR ဟာအာရှအတွက်တည်တံ့ရန်ပုံအသည့်အတွက်ဒေါ်လာ15ဘီလီယံရှာဖွေဖို့ရည်မှန်းထားတာကအလွန်စိတ်ဝလှုပ်ရှားလျာပါဒီငွေကြေးကိုတရုတ်ကနေထိုင်းတီဒေတာတွင်ကုမ္ပဏီတွေမှာဓာတ်ရိုက်ရင်းနှီးမြှုပ်နှံမှာထပ်ပါတယ်ဒါဟာဒေတာတွင်တီဝါရေးလုပ်ငန်းတွေချဲ့ထွင်းဖို့မိလုပ်ငန်းထင်းဖို့ဟာရင်းနှီးအနစ်စီးရင်ရရှိမယ်ဆိုတဲ့ကြီးမားတဲ့ယုံကြည်မှုပါအရင်ကြီးမှာဦးအလုံရှာကင်တွေဖန်တီးပေးမှနိုင်ဖို့လို့ကျွေးမားတဲ့ယုံကြည်မှုပါအရင်မြန်တက်ရောက်မှုအဆင့်သက်မှတ်ချီအခန့်ကျုပါမတော်ခင်ဒီသတင်းလေးခုရဲ့အရေးပါမှုကိုအရေးကြီးဆုံးအထိုက်ပြစီစဉ်ပြထားပါတယ် KKR ရဲ့ဒေါ်လာ15ဘီလီယံအာရှရန်ဖုန်ဓာတ်ရိုက်စီးပွားရေးကြီးထွားလုပ်မှု NVIDIA ၏ AI ယုံကြည်မှုတပ်ဖို့လုံကုန်ပစ္စည်းဝယ်လိုတာအာမခံချက်ပါUS ဗဟိုဒဏ်အတိုးနှုန်းကွဲပြားမှုပါကမ္ဘာလုံးနိုင်ချေးငွေကုန်ကျစရိတ်ကိုတက်ရောက်မှုရန်ရှိပါတယ်ဂျပန် BOJ Star အတိုးနှုန်းတိုးမြင့်မှုကငွေကြေးခရီးသွားလုပ်ငန်းတွေအပေါ်အဓိကတက်ရောက်မှုရန်ရှိပါတယ်အချုပ်ရည်ဆိုရင်ကမ္ဘာလုံးနိုင်ယင်းနှီးမြှုပ်နှံငွေကြေးတွေဟာအာရှတဲ့အထိစီးဝင်နေပြီးခိုင်မာတဲ့ယုံကြည်မှုကိုပြသနေပါတယ်Sales and calming fears that the AI boom was an expensive bubble. This is great news for Asia.